အားလုံးပဲမင်္ဂလာပါဒီနေ့ tutorial မှာတော့ Premiere Pro အသုံးပြုသူတိုင်းသိထားတဲ့ Lens Flyer အကြောင်းကိုအသေးစိတ်ပြောပြပေးတော့မှာဖြစ်လို့ဗီဒီယိုလေးကိုဆုံးထိကြည့်လိုက်ပါ Lens Flyer ဆိုတာဒီလိုမျိုး intro ရိုက်ထားတဲ့ဗီဒီယိုတွေမှာ lighting မီးတွေသုံးမထားတဲ့ဗီဒီယိုကတ်တွေဆိုရင် Lens Flyer အဖက်ကိုသုံးပြီးတော့အလင်းမောင်ကိုချိန်ပေးလို့ရပါတယ် Lens Flyer ဆိုတာဘယ်လိုမျိုးအသုံးပြုလဲဆိုတာဆက်ကြည့်ကြရအောင်Lens Flyer ကိုဗီဒီယိုကလစ်ပေါ်တိုက်ရိုက်တင်ပြီးတော့အသုံးပြုလို့ရပါတယ်။ဒါပေမဲ့နောက်ပိုင်းဗီဒီယိုကိုကာလာပြင်တဲ့အခါအခက်တွေ့နိုင်ပါတယ်။ဒါကြောင့်မို့ adjustment layer နဲ့တွဲပြီးအသုံးပြုရင်ပိုပြီးအဆင်ပြေပါလိမ့်မယ်။အရင်ဆုံး adjustment layer တစ်ခုတည်ဆောက်ဖို့ project panel ထဲမှာ right click နှိပ်ပါမယ်။ပြီးရင် new item တွေကနေပြီးတော့ adjustment layer ဆိုပြီးတော့ယူလိုက်မယ်။ပြီးရင် okay ပေးလိုက်ပါမယ်။ဒါဆိုရင်တော့ adjustment layer တစ်ခုရလာပါပြီ။ပြီးရင်ကျွန်တော်တို့အလင်းမောင်ချိန်မဲ့ဗီဒီယိုကလစ်လေးကိုတိုင်းလိုင်းနဲ့ဆွဲထည့်လိုက်မယ်။ပြီးရင်ကျွန်တော်တို့တည်ဆောက်ထားတဲ့ adjustment layer လေးကိုလည်းဆွဲပြီးတော့ဗီဒီယိုရဲ့အထက်မှာဆွဲပြီးထည့်လိုက်ပါမယ်။ပြီးရင်တော့ဗီဒီယိုရှိသလောက်ကိုကျွန်တော်ဆွဲပြီးချဲ့ထားမယ်။ Okay adjustment layer ထဲမှာကျွန်တော်တို့အသုံးပြုမဲ့ Lens Flyer အဖက်ထည့်ဖို့အတွက်ကအပေါ်မှာအဖက်ထဲကိုကျွန်တော်သွားပါမယ်။ပြီးရင်ဒီနေရာမှာ Lens Flyer ဆိုပြီးတော့ရိုက်ထည့်လို့လည်းရတယ်လို့ဒီဗီဒီယိုအဖက်ထဲမှာလည်းရှိပါတယ်ဗီဒီယိုအဖက်ထဲမှာကျွန်တော်ဒီ generate ဆိုတဲ့အထဲမှာဝင်ပြီးတော့လဲ Lens Flyer ယူလို့ရပါတယ်အတူတူပါပဲเนาะသူ့ကို mouse နဲ့ဖိပြီးတော့ adjustment layer ပေါ်မှာတင်လိုက်မယ်သူကဒီလိုပုံစံလေးရောက်လာလိမ့်မယ်ပြီးရင်တော့ effect control တွေကိုတွားပြီးတော့သူ့ကို adjust လုပ်ပေးရမှာဖြစ်ပါတယ်ဘော opacity ကတော့ကျွန်တော်100%ပဲထားလိုက်တော့မယ်ပြီးရင် blend mode မှာ normal ဖြစ်နေတာကိုကျွန်တော် screen ကိုရွေးထားလိုက်မယ် okay screen ရွေးပြီးတော့အပေါ်နဲ့ sorry ကျွန်တော် screen ကိုရွေးထားလိုက်မယ်ပြီးရင်တော့ဒီအောက်မှာရှိနေတဲ့ flyer center ပေါ့နော် flyer center ကကြတော့ဒီမီးလုံးလေးကိုဘယ်နေရာထိုးမလဲဆိုတာကိုကျွန်တော်တို့က flyer center ကနေပြီးတော့ချိန်ပေးရမှာဖြစ်ပါတယ်ဆိုတော့ကိုယ့်ရဲ့ဗီဒီယိုပေါ်မှာမူတည်ပြီးတော့လိုက်ချိန်လို့ရပါတယ်ကျွန်တော်ဒီဗီဒီယိုမှာကြတော့ဒီနေရာနေပြီးတော့သူကဒီအလင်းရောင်လာနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေရာလေးကိုပဲကျွန်တော်ကမီးလုံးသွားထားမှာဖြစ်ပါတယ်ဆိုတော့သူ့ကိုဘက်ကိုဆွဲတင်လိုက်မယ်ဘက်ကိုဆွဲမယ်ပြီးရင်အပေါ်တောက်အောင်သွားမယ်โอเคဒီတိုင်းလေးပဲထားလိုက်မယ်ပြီးရင်တော့ဒီအောက်မှာရှိနေတဲ့ flyer brightness ပေါ့နော်ဒါကကြတော့အလင်းအားကိုသူကဒီနေရာမှာချိန်တာဖြစ်ပါတယ်အလင်းအားကိုကျွန်တော်တို့ကဘယ်လောက်လိုချင်လဲဆိုတာကိုဒီနေရာမှာလိုက်ပြီးချိန်ပေးရမှာဖြစ်ပါတယ် flyer brightness ပေါ့နော်ဒီနေရာမှာချိန်မယ်ပြီးရင်တော့ lens type ပေါ့နော်ဒီ lens type နေရာမှာဖွင့်လိုက်မယ်ဆိုရင်ဒီမှာသူက3မျိုးရှိတယ်ပေါ်ဆုံးကတော့90-300 zoom lens ဖြစ်ပါတယ်အလဲကကြတော့35 prime ဖြစ်တယ်ဒီအောက်ဆုံးကကြတော့105 prime ဖြစ်ပါတယ်ကိုဗီဒီယိုပေါ်မှာမူတည်ပြီးတော့ကိုကြိုက်တဲ့ lens type ကိုရွေးချယ်လိုက်လို့ရပါတယ်ကျွန်တော်တော့ဒီအောက်ဆုံးမှာရှိတဲ့105 prime lens ကိုကျွန်တော်ရွေးလိုက်မယ်โอเคဒီကောင်လေးကိုကျွန်တော်ရွေးထားလိုက်မယ်ပြီးရင်သူ့ရဲ့ opacity လိုက်ချိန်လို့ရသေးတယ်ပြီးရင်တော့သူ့ရဲ့ကျွန်တော်ဒီ flyer brightness ပေါ့နော်ဒါကကြတော့သူ့ရဲ့ပြင်းအားကိုကျွန်တော်တို့ကဒီနေရာမှာလိုက်ချိန်လို့ရတယ်โอเคကျွန်တော်ကဒီလိုလေးပဲကျွန်တော်ထားလိုက်မယ်90လောက်ပဲကျွန်တော်ထားလိုက်တော့မယ်ဒီအလင်းရောင်လေးကိုပို့ပြီးတော့ smooth ဖြစ်သွားအောင် lumetri color ထဲမှာရှိတဲ့ light ပေါ့နော်ဒီ light နေရာမှာ exposure လေးကိုနည်းနည်းလေးအသုံးပြုမယ် exposure အသုံးပြုဖို့အတွက်ကကျွန်တော်အဖတ်ထဲကိုသွားမယ်ပြီးရင်ဒီနေရာမှာကျွန်တော် color ကိုရိုက်ထည့်မယ်ပေါ့နော်โอเค color ကိုရိုက်ထည့်လိုက်မယ်ဆိုရင်ကျွန်တော်ဒီမှာ lumetri color ကိုထည့်လိုက်မယ်သူ့ကိုဆွဲထည့်လိုက်မယ်ပြီးရင် effect control တွေကိုသွားပါမယ် effect control တွေကိုရောက်ပြီဆိုရင်ပေါ်ဆွဲတင်လိုက်ရင်ကျွန်တော်ဒီမှာ lumetri color ရှိတယ်အပေါ်ဆုံးမှာ basic correction နဲ့ဝင်ပါမယ်ပြီးရင်တော့ကျွန်တော်ဒီ exposure လေးကိုနည်းနည်းလေးသုံးမှာဖြစ်ပါတယ်
exposure ကို7လောက်လေးကျွန်တော်ထည့်ကြည့်လိုက်မယ်။ Okay ဒီလောက်လေးထည့်လိုက်မယ် exposure ကကြတော့ကျွန်တော်တို့ဗီဒီယိုတစ်ခုလုံးကိုသူကတက်ရောက်မှုရှိပါတယ်နော်မိတ်ဆွေတို့ကတော့ကိုယ့်ဗီဒီယိုပေါ်မှာမူတည်ပြီးတော့ exposure တွေ contrast တွေ highlight တွေ shadow တွေကိုလိုက်ပြီးအသုံးပြုလို့ရတယ်ကျွန်တော်ကတော့ exposure လေးကိုပဲနည်းနည်းလေးတင်ပေးလိုက်တာဖြစ်ပါတယ်နောက်ထပ်ကျွန်တော်တို့ဒီ color လေးနည်းနည်းလေးကျွန်တော်တို့အသုံးပြုချင်တယ်ဆိုရင် effect ထဲကိုထပ်သွားမယ်ပြီးရင် color balance ကိုကျွန်တော်ယူလိုက်မယ်ဆွဲထည့်လိုက်မယ် color balance ကိုဆွဲထည့်ပြီးတော့ effect control တွေကိုသွားပါမယ် color balance ဒီအောက်ဆုံးမှာရှိပါလိမ့်မယ်နော် Okay ဒီမှာတော့သူကအများကြီးရှိတယ် shadow red balance ရှိတယ် shadow green balance ရှိတယ် shadow blue balance ရှိတယ် mid tone တွေရှိတယ်ပေါ့နော်ဒါတွေကိုလိုက်ပြီးအသုံးပြုကြည့်လို့ရပါတယ်ကျွန်တော်ကတော့ဒီဗီဒီယိုမှာနည်းနည်းလေးအပြာဘက်လေးကိုနည်းနည်းလေးသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ shadow blue balance ကိုကျွန်တော်နည်းနည်းလေးတင်မှာဖြစ်ပါတယ်အများကြီးတင်လိုက်ရင်အရင်ကြီးပြသွားမှာပေါ့နော်ဒါကြောင့်မလို့သူ့ကိုနည်းနည်းလေးပဲကျွန်တော်သုံးလိုက်မယ်30လောက်ကျွန်တော်တင်ကြည့်မယ်ဟုတ်ကဲ့သူ့ရိုက်ထည့်လိုက်လို့ရတယ်ဒီလိုနှိပ်ပြီးတော့အပေါ်မှာ30ပေါ့နော်ဒီလိုရိုက်ထည့်လိုက်မယ်โอเคဒီလောက်ပဲကျွန်တော်သုံးလိုက်မယ်ပြီးတော့သူ့ရဲ့မူရင်းနဲ့ကျွန်တော်တို့ပြင်ထားတာနဲ့ခွဲကြည့်ဖို့အတွက်ကဒီဘက်မှာရှိတဲ့မျက်စိလေးကိုအဖွင့်ပိတ်လေးလောက်ကြည့်လိုက်မယ်โอเคဒါဆိုရင်ကျွန်တော်တို့ရဲ့ဗီဒီယိုလေးကတော်တော်လေးကိုအဆင်ပြေသွားပါပြီโอเคဒီလိုမျိုးပဲကျွန်တော်တို့ဗီဒီယိုလေးရိုက်ထားတဲ့အခါမှာဒီ intro ရိုက်ထားတဲ့ဗီဒီယိုတွေပေါ့နော် intro ရိုက်ထားတဲ့ဗီဒီယိုတွေမှာ lighting မီးတွေသုံးမထားဘူးဆိုရင်ဒီနီးလန်းနဲ့ lighting တွေအလင်းမောင်တွေကိုချိန်လို့ရပါတယ်ဒါကတော့အသုံးပြုသွားတာက lens flare အဖက်နဲ့ exposure သုံးတယ် shadow blue balance ကိုအသုံးပြုသွားတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဗီဒီယိုကတော်တော်လေးဒါဆိုရင်ပြည့်စုံသွားပြီပေါ့နော်အလင်းမောင်နဲ့ပတ်သက်ပြီးတော့တော်တော်လေးအဆင်ပြေသွားပါပြီဆိုတော့မိတ်ဆွေတို့လည်းဒီနီးလန်းလေးကိုအသုံးပြုကြည့်ပါကိုရိုက်ထားတဲ့ဗီဒီယိုတွေကို lighting မီလိုအပ်နေတယ်ဆိုရင် lens flare အဖက်ကိုသုံးပြီးတော့အခုလိုမျိုးပုံစံတီးဖြတ်လို့ရပါတယ်ဆိုတော့အားလုံးလည်းအဆင်ပြေလိမ့်မယ်လို့မျှော်လင့်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကမိတ်ဆွေတို့အတွက်အကျိုးရှိတယ်ဆိုရင်ကျွန်တော်ရဲ့ page လေးကို like and share လေးလုပ်ထားပေးခဲ့ဖို့တောင်းဆိုပါရစေခင်ဗျာဆိုတော့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုတွေကြမှာပြန်ဆုံကြပါမယ်ခင်ဗျာ